ယ်ချင်လားစီးပွားရေးလုပ်ချင်လားနေဆက်မြို့တစ်မြို့တည်းကအားလုံးပေးနိုင်တယ်အဲ့ဒါကတော့တာချီလိတ်ပါတာချီလိတ်မြို့ကရှမ်းပြည်နယ်ရှေ့ပိုင်းမှာရှိပြီးထိုင်းနိုင်ငံမဲဆိုင်နဲ့တရားတစင်းကနေဆက်သွယ်ထားတဲ့နေဆက်မြို့တစ်မြို့ပါမြို့ရဲ့ထူးခြားချက်ကတော့ကုန်သွယ်ရေးနဲ့စီးပွားရေးအရန်အားကောင်းတာပါအဝတ်အထည်အစားအသောက်အီလက်ထရောနစ်ပစ္စည်းတွေဈေးသက်သာသလိုရွေးချယ်စရာလည်းများပါတယ်တာချီလိတ်မှာရှမ်းလာဟူအခါပလောင်စတဲ့လူမျိုးစုံနေထိုင်ကြပြီးယဉ်ကျေးမှုအမျိုးမျိုးပေါင်းစပ်နေတဲ့မြို့တွေဖြစ်ပါတယ်နေဆက်မြို့ဖြစ်တဲ့အတွက်တနေ့တာလှုပ်ရှားမှုကမြန်မာမြို့တွေထက်ပိုစီကားပြီးမြို့တစ်မြို့ထဲမှာနိုင်ငံနှစ်နိုင်ငံရတာကိုခံစားလို့ရပါတယ်တာချီလိတ်ဆိုတာနေဆက်မြို့တစ်မြို့သားမကအခွင့်အလမ်းနဲ့စီးပွားရေးရဲ့ဗဟိုမြို့လို့တောင်ပြောလို့ရပါတယ်ရောက်ဘူးတဲ့သူများရှိရင်လည်း comment လေးဝင်မှန်းခဲ့ပါဦးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်